အင်္ဂလိပ်စကားပြောရသူဆိုလို့ရှိရင်ဒီအချက်ကိုလူတိုင်းသိတယ်ကျွန်တော်တို့ဘယ်လောက်ပဲစူးစမ်းပြီးပြောတစ်ဖက်လူကကျွန်တော်တို့ပြောသမျှကိုနားမလည်သလိုမျိုးကြောင်တောင်နဲ့ကြိခံရတာမျိုးပါဒါက grammar အမှားကြောင့်မဟုတ်ဘူးဆိုတာကိုကျွန်တော်တို့သဘောကောင်းကောင်းပေါက်ပါတယ် pronunciation လို့ခေါ်တဲ့အတန်ထွက်ပုံနည်းစနစ်မှားယွင်းနေတဲ့အတွက်ကြောင့်မလို့အတန်ထွက်မမှန်တဲ့အတွက်ကြောင့်မလို့တစ်ဖက်လူကကျွန်တော်တို့ဘယ်လောက်ပဲစူးစမ်းပြီးပြောနားမလည်တဲ့အခြေအနေမျိုးကြုံမှုမှာပါဒီဗီဒီယိုဖိုင်မှာတော့ကျွန်တော်တို့မြန်မာအများစုကျွန်တော်အပါဝင်ပေါ့နော်မြန်မာအများစုပြုလုပ်လေးရှိတဲ့အမှား၅ခုကိုမျှဝေပေးရှင်ပါတယ်ပထမဆုံးအမှားတစ်ခုကတော့ final consonant sound လို့ခေါ်တဲ့စာလုံးတွေရဲ့နောက်ဆုံးအတန်ကိုမထွက်ကြတာပါဒါလည်းကျွန်တော်တို့မြန်မာဘာသာစကားမှာအတတ်တန်တွေကိုကျွန်တော်တို့ကပေါ်လွင်မထွက်ကြဘူးပေါ့နော်ဒါကြောင့်မလို့အင်္ဂလိပ်စကားလုံးတွေကိုအတန်ထွက်တဲ့အခါမှာလည်းနောက်ဆုံးအတန်ထွက်တွေကိုဖျောက်ပြီးတော့မှထွက်မိတတ်ကြပါတယ်ဥပမာဒီစလုံး like ဆိုလို့ရှိရင်ကျွန်တော်တို့က like လို့ပဲထွက်လိုက်ကြတယ်တကယ်တမ်းတော့သူ့နောက်မှာ k ဆိုတဲ့အဆုံးသက်အတန်နဲ့ဆောင်းရမှာခါအတန်နဲ့ဆောင်းရမှာပေါ့နော် like ဆိုတဲ့ပုံစံမျိုးနဲ့ဆောင်းရမှာဒုတိယအမှားတစ်ခုကိုကြည့်မှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ th အတန်ကိုကွယ်ပြမထွက်နိုင်တာပါ th လို့ပြောလိုက်လို့ရှိရင်ကျွန်တော်တို့အတန်ပြောအတန်မှာဆိုပြီးတော့မှ2မျိုးရှိပါတယ်ဒီမှာ vibrate ဖြစ်တဲ့ဟာရယ် vibrate မဖြစ်တဲ့ဟာရယ်ပါဆိုတော့ကျွန်တော်တို့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့အပြောအတန်ပေါ့အပြောအတန်တွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီတော့နှစ်ချောင်းကြားမှာရှာလေးကိုထိထားပြီးတော့မှလေမုတ်တဲ့အတန်မျိုးဆိုတော့အတန်မျိုးနဲ့ကျွန်တော်တို့သုံးတယ်ဒီကောင်တွေကတော့ကျွန်တော် thank you ဆိုတဲ့စကားလုံးမျိုးပုံစံမျိုး think ဆိုတဲ့စကားလုံးမျိုးမှာအတန်ထွက်တာပါနောက်တစ်မျိုးကတော့ဒီနေရာမှာ vibrate ဖြစ်တဲ့သအတန်ပါဆိုတော့ကျွန်တော်တို့အတန်ထွက်တဲ့အခါမှာကျွန်တော်တို့ပုံမှန်အတန်ပဲထွက်မယ်ဒါပေမဲ့ဒီနားမှာ vibrate ဖြစ်ရမယ်ပေါ့နော်ဆိုတော့အတန်မျိုးဖြစ်သွားတယ်ဥပမာ this ဆိုတဲ့အတန်မျိုး that ဆိုတဲ့အတန်မျိုးပါတတိယအမှားကတော့ r အတန်နဲ့ l အတန်ဖြစ်ပါတယ်ဒါကတော့လူအနေစုလောက်ပဲလှုပ်ထားရှိတဲ့အမှားယွင်းဖြစ်ပါတယ်ဥပမာအဖြစ် read read lead lead ဆိုတဲ့အတန်မျိုးပါ r နဲ့ l ဆိုတဲ့အတန်နှစ်တန်ကိုကိုယ်ပြထွက်ဖို့ပါဆိုတော့အလွယ်ကူဆုံးပြောလို့ရှိရင်တော့ကျွန်တော်တို့ r ဆိုတဲ့အတန်ကိုထွက်တဲ့အခါမှာရှာအဖျားလေးကိုနောက်ဘက်ကိုနည်းနည်းလိပ်ပြီးတော့မှဒီနောက်ဆုံးကအာခေါင်ပြောနဲ့မထီဟောက်ပေါ့နော်မထီတဲ့ပုံစံမျိုးနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ r ဆိုတဲ့အတန်ကိုထွက်တယ် l ကြတော့ကျွန်တော်ဒီအပေါ်တော့နောက်နာလေးနဲ့ရှာလေးနဲ့တော့ပြီးတော့မှနည်းနည်းထီတယ်ပေါ့နော် l r ဆိုတဲ့အတန်နောက်တစ်ခုကတော့ကျွန်တော်တို့စတုတ္တမြောက်အမှားပေါ့ဒါကတော့ကျွန်တော် v နဲ့ w အတန်ဖြစ်ပါတယ်ဒါကတော့တော်တော်လေးအမှားလောက်ကြတယ်ဆိုတော့ v ကိုဝါတန်မှားပြီးတော့မှထွက်ကြတယ်ပေါ့နော်တကယ်တော့ v က ဆိုတော့အတန်မျိုးထွက်တယ်f အတန်ကိုထွက်တတ်လို့ရှိရင် v အတန်ကိုလည်းထွက်တတ်ပါတယ် f ဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်တော့နဲ့အောက်နှခမ်းနဲ့ tv တော့မှဆိုပြီးထွက်တယ်v ကြတော့ကျွန်တော် v ဆိုတော့အတန်မျိုးထွက်လိုက်ရင်ပဲပုံစံတူတယ်ပေါ့နော် v w ကြတော့ကျွန်တော်တို့ w အတန်မျိုးထွက်တယ်နှခမ်းနဲ့ y မှာပေါ့နော် wဆိုတော့ကျွန်တော်တို့ voice နောက်တစ်ခု water ဆိုတဲ့ပုံစံမျိုးပါဒါဆိုလို့ရှိရင် va နဲ့ wa နဲ့ကွဲမှန်လို့ယူဆပါတယ်နောက်ဆုံးအမှားတစ်ခုတော့ကြည့်လိုက်ရအောင်ပါနောက်ဆုံးအမှားကတော့ကျွန်တော်တို့ intonation and word stress ဖြစ်ပါတယ်ဆိုတော့မြန်မာဘာသာစကားကကျွန်တော်တို့stress တွေအဖိအဖော့တွေတိတ်မပါဘူးပေါ့နော်ဒါကြောင့်မို့လို့စကားပြောတဲ့အခါမှာအတန်ကိုတပြေးညီနဲ့တော်ပြီးတော့မှပြောတယ်ဒါပေမဲ့အင်္ဂလိပ်စကားကြတော့သူကနည်းနည်းအတန်အတကြ line လေးတွေရှိပါတယ်ထင်သာမြင်သာဖြစ်အောင်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော် beautiful ဆိုပြီးတော့မှမြန်မာတွေအများစုထွက်လဲရှိတယ်။ဒါပေမဲ့အင်္ဂလိပ်စာမှာကျတော့သူကထိတ်ဆုံးစကားလုံးကို stress နည်းနည်းဖိတယ်ပေါ့နော် beautiful စသည်အပြင်ထွက်ပါတယ် beautiful ဆိုတော့အတန်တကြလေးတွေရှိတယ်ပေါ့နော်ဒါတွေကတော့ကျွန်တော်ဒီနေ့လဲလာမိသလားမြန်မာတွေအများစုကျွန်တော်ကိုယ်တိုင်လုပ်လဲရှိတဲ့အမှားရ၅ခုပါအဲ့ထက်အကြီးဆုံးကတော့အဆုံးတန်တွေကိုစာလုံးတွေရဲ့ consonant sounds တွေကိုအဆုံးအတန်တွေကိုပေါ့နော်မထွက်ကြတာဖြစ်ပါတယ်ဒါကမြန်မာလူမျိုးတစ်ခုတည်းမဟုတ်ဘူးအင်္ဂလိပ်စာကို non native အနေနဲ့လေ့လာနေကြတဲ့လူတော်တော်များများကြုံရတဲ့ပြဿနာဖြစ်ပါတယ်အဲ့ဒီအတွက်ဒီမှာဝါကြတစ်ကြောင်းထည့်ပေးမယ် comment မှာဒီဝါကြကိုအတန်ဘယ်လိုထွက်မလဲပြောခဲ့ပေးပါအောင်နောက်ဗီဒီယိုမှာတွေ့ပါမယ်